လာပါရှင် fasting လုပ်မယ်လို့ဆုံးဖြတ်လိုက်တိုင်းမှာဗိုက်စာမာကိုကြောက်နေကြပြီလား fasting အချိန်အတွင်းမှာစိတ်တူတာခေါင်းမူတာမျိုးမဖြစ်ဘဲနဲ့အေးအေးဆေးဆေးဖြတ်သန်းနိုင်ဖို့ဆိုရင်နောက်ဆုံးစားတဲ့အနက်ကအရန်အောင်အရေးကြီးပါတယ်နော်ဒီနေ့ဗီဒီယိုလေးမှာတော့အစာခံနိုင်ဖို့ဘာတွေစားရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်fasting လုပ်ရင်အဓိကထားပြီးတော့စားသုံးသင့်တဲ့အစာအုပ်စု၃စုရှိပါတယ်။အဲ့ဒါတွေကတော့ protein, healthy fats နဲ့ fiber တို့ပဲဖြစ်ပါတယ်။ပထမဆုံးကတော့ protein ပါ။ protein တွေကတော့ကြက်ဥရဲ့ကြက်ရင်ပုံသားဒါမှမဟုတ်ပဲအမျိုးမျိုးကိုဝအောင်စားပေးရပါမယ်။သူကဗိုက်ပြည့်တယ်လို့ခံစားရစေတဲ့ဟော်မုန်းတွေကိုထွက်စေပါတယ်။ဒုတိယကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီပါထောပတ်သီးတစ်ချမ်းလောက်စားပေးတာဒါမှမဟုတ်အစီအစံလေးတွေစားပေးတာကတင့်ကိုနိုင်ပေါင်းများစွာအစာခံနိုင်အောင်ကူညီပေးမှာပါတတိယကတော့အမြင့်ဓာတ် fiber ပါအစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုများများစားပေးပါသူတို့ဟာအစာရင်ထဲမှာနေရာယူပေးထားတဲ့အတွက်ဗိုက်ဟောင်းလောင်ဖြစ်နေတာမျိုးမခံစားရတော့ပါဘူးเนาะရှောင်းရမယ့်အစားအစာတွေကတော့တကြားများတာတွေဆိုတာနဲ့ white bread တို့ခေါ်တဲ့ပါမုတ်အဖြူစားတာလေးတွေကိုရှောင်ပေးရပါမယ်တတိထားမှာတော့ fasting မစခင်မှာအချိုတွေမုတ်တွေအများကြီးမစားပါနဲ့เนาะအဲ့ဒါတွေကခဏလေးနဲ့ဗိုက်ပြန်စားအောင်လုပ်တတ်လို့ပါပဲရေကိုလည်းဝအောင်တောက်ဖို့မမေ့ပါနဲ့เนาะဒီချက်လေးတွေကိုလိုက်နာမယ်ဆိုရင်တော့ fasting လုပ်ရတာတင့်အတွက်အရန်အောင်လွယ်ကူသွားမှာသိချပါတယ်ဗီဒီယိုလေးကိုသဘောကျမယ်ဆိုရင်တော့ Better Living by Dr. Hema page ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးเนาะအားလုံးပဲကျန်းမာချမ်းသာကြပါစေ